lucky ရုပ်ကိုကအပြစ်လောက်ထားတာဘာလို့လဲကလေးကိုဘာလို့ကြိုက်တာပြောကြည့်ပါဟမ်ကလေးကိုကြိုက်လိုက်ပြီးတော့ခုကြတော့ဘာလို့ဖြစ်တော့ဟမ်လုံးပြနေပေါ့ငါ့ကိုဒီနာနာကလေးကနာသွားပြီတဲ့မဒီနာအနာဖြစ်တာဘာလို့လောက်တာလဲဟဲ့ကောင်ပြောကြည့်ပါအောင်လို့lucky နေတယ်အဲ့လိုမဟုတ်ပါဘူးရုပ်ကဒီရုပ်မဟုတ်ပါဘူးနေတယ်အမလေးညှိုးငယ်နေတယ်ဗောမျက်နှာကြီးကဟုတ်လားရန်တနာစရာကောင်းအောင်လေးလုပ်ပြနေဗောအဲ့တော့မယ်ဗောတွေ့လားသူကလုပ်ပြနေတာဟေးကောင်မဦးရင်းလေးလိုက်နော်ဦးရင်းလေးလာကြည့်ပါအောင် lucky မင်းလာရင်မလာရင်နော်မဦးရင်းလေးလာရင်နော်ဘာကောင်လဲကွာဒီကောင်အေးလေကလေးကခင်းပေးတဲ့ဟာကိုဘာလို့သူမကြိုက်လို့ပေါ့တမီးရှိလိုက်တာခိုက်လိုက်တာဖေးဖေးလေးပဲရှိဟေးကောင်အေးတော့အဲ့ဆိုလဲပြီးရပဲဒီလုံးခဏဝါပဲ